အငယ်တယောက်ကပြန်မလာဘူးလားနော်ဥပမာအိမ်တဲ့အိမ်ကျမတို့ကဆောက်တယ်ထားပါတော့ဆောက်ပြီးသွားပြီကျမဆိုရင်တာသမီ3ယောက်ရှိတယ်3ယောက်ကိုအမွေပေးချင်တယ်တယောက်အတွက်နောက်ထပ်အိမ်တမလို့လာဘူးလားနောက်ပြီးကဘယ်တော့မှအတော်မတတ်နိုင်ဘူးတဲ့အဲ့ဒီအတော်မတတ်နိုင်တဲ့အရာဘလောက်ပဲဖို့ဘလောက်ပဲလို့တဲ့ဒီရဲ့ကျမတို့ကိုဒီဘက်ကအထူကိုပြန်ချပါဖြစ်တယ်ဒီဘက်ကအဖြစ်လေအဲ့ဒါကဘာကြောင့်ဖြစ်နေတယ်လဲတဲ့ကျမတို့ကိုယ်တိုင်ဖြစ်ခဲ့လို့ကိုယ်တိုင်နားလည်ခဲ့လို့ဒီအရာလေးကိုကျမဒီအရာလေးကိုပြန်ပြီးမှအများအားမြောက်လို့အချင်းဖြစ်ပါတယ်လို့ဘယ်တော့မှဘလောက်ပဲဖို့ဘလောက်ပဲလို့အတော်မတတ်နိုင်တဲ့အရာကဘာလဲဒီဘက်ကခုနဆရာလည်းအရာပြောခဲ့ပြီနော်ကျမတို့မှာအဲ့ဒီအရာကကြောင့်ဒီရှေ့ကအရာတွေကြောင့်ကျမတို့ဟိုဘလောက်ပဲထိုးဘလောက်ပဲလို့အတော်မတတ်နိုင်တဲ့အရာကဒီဘက်ကရှေ့ကခေါင်းဆောင်တွေရှိလို့ဖြစ်တယ်ဆိုတဲ့အရာကိုသိရတာဖြစ်ပါတယ်လို့ဘာကြောင့်လဲလို့အတော်မတတ်နိုင်ကြလဲတဲ့ဥပမာဘွဲ့တစ်ခုရရင်နောက်တစ်ဘွဲ့ပြန်လို့ချင်းတယ်အဲ့ဒါဘာကြောင့်လဲအရန်ကြတဲ့လောဘကြောင့်ဖြစ်ပါတယ်နော်လောဘကြောင့်ဖြစ်တယ်အဲ့ဒါကိုမောက်တယ်ပြန်ချိုလိုက်ပြန်မောက်လာပြီပြန်ချိုလိုက်ပြန်မောက်လာပြီဘာကြောင့်လဲတဲ့အရန်ကြတယ်နော်ဘာကြောင့်လဲဆိုငါကပညာတတ်တယ်ကျမကတော့ပညာမတတ်ဘူးကျမကစီးပွားရေးလောကမှာနေခဲ့တော့ငါပတ်စံရှိတယ်ကျမတစ်ချိန်ကပါဗျပညာတတ်တဲ့သူကျမလက်မျိုးထိုးမှခိုင်းစားမယ်ဆိုတဲ့စိတ်ရှိတယ်အဲ့ဒါဘာကြောင့်လဲမောက်ပါတာဟမ်မာနကြောင့်လေပတ်စံရှိတယ်ငါစားမှတဲ့စားတဲ့သူလက်မျိုးထိုးမှခိုင်းစားမယ်ဖြစ်လာတာပဲပညာတတ်တဲ့သူကျမကဟေးဒါလို့ရအောင်ဆိုကျမပဲခေါင်းဆောင်ဖြစ်လာလေမာနအဲ့ဒါဖခင်ကချင်းမြောက်တာကိုကျမတို့အဲ့ဒါကိုမတုံးတတ်တော့ဘာဖြစ်လာလဲဒီစာတန်ကကျမတို့ကိုနတ်ပိုင်းထိုးလာတဲ့အရာကမာနကြောင့်ဖြစ်တယ်တဲ့ဘာကြောင့်လဲဆိုတော့ဘလောက်ပဲဖြိုးအာဖခင်ကကျမကိုလာပါလာအောင်ဘာဖြစ်လဲမျိုးနဲ့ကျမကိုတွင်တင်ပေးတယ်ဒါပေမဲ့ကျမမာနကြီးနေတဲ့အခါမှာငါလုပ်တယ်ငါတတ်တယ်ငါလုပ်နိုင်တယ်ငါရှာနိုင်တယ်ဆိုတဲ့စိတ်ပဲရှိတာပြီးရင်ဘယ်လိုခေါ်မလဲတမ ्याव ကိုလည်းကျမအိမ်မှာအများကြီးလူတွေအများကြီးထားနိုင်တယ်ထောက်ပံ့နိုင်တယ်ဆိုတဲ့မာနတရားတွေလည်းကိုယ့်ရှင်မှာအရာလွန်မိုးနေတာကိုကမတိတော့မတာဖြစ်နေတာမတိတော့မတာဘာကြောင့်လဲဒီမတာဖြစ်ရချင်းအကျိုးကြီးကမာနကြောင့်ကျမမတာဖြစ်လို့ဖြစ်မှမတိခဲ့ဘူးပေါ့နော်အဲ့ဒါမာနကြောင့်ကောက်တယ်တဲ့ကောက်တာကလည်းဘာကြောင့်လဲတဲ့ဖြောက်လိုက်ပြန်ပြီလမ်းတွေလည်းဖြောက်လိုက်ပြင်ကြတယ်အခုပြင်ကြပြန်ကောက်သွားပြန်ပြီဘာကြောင့်လဲတဲ့အဲ့ဒါလည်းပဲလေဘာလဲဆိုရယ်သူတပားကတော့မတည်ဘူးဒီအရာကလည်းလေကိုပဲငင်းဆဲခံနေတာကိုကမတည်ဘူးဖြစ်နေတာအဲ့ဒါဘာကြောင့်လဲတဲ့နည်းနည်းကြားတယ်နော်မောဟကြောင့်ဖြစ်တယ်တဲ့မောဟကဘယ်သူမှမတည်ဘူးတမ ्या ချမ်းသာလိုက်လဲမနာလို့တဲ့တမ ्या နော်တမ ्या နဲ့ချမ်းသာလာတယ်ဘာကြောင့်ပတ်စံရှိတယ်လဲမြောက်ဖိုးရောင်းစားလာလားဒီတမ ्या တိုက်တာလားကိုပဲစိတ်ရှိရပြမတမ ्या ကိုမနာလို့ပြမပြောနေတယ်နော်အဲ့ဒီမျိုးကြောင့်အဲ့ဒီမာနတရားကတမ ्या မတည်ဘူးပို့ပဲနိစ္စပေးတယ်တမ ्या ဘာလဲဘာသာထိုင်ပါလာနေတယ်ကိုပဲစိတ်ရှိရတယ်အဲ့ဒီမောဟကြောင့်ကျမတို့ကိုဒုက္ခဖြစ်နေတာဖြစ်တယ်တဲ့မောဟနော်မောဟဘလောက်ပဲဖြစ်ဘလောက်ပဲငယ်ချင်းကောင်းတယ်ဘလောက်ပဲထောက်ကြတယ်မရဘူးကိုအတွေ့အကြုံကိုပဲဒါမတို့မှမသိဘူးဒီမောဟဆိုတဲ့အရာကကိုနှောက်ဆက်နေတာဖြစ်တယ်တဲ့ကဲကျမ်းတယ်တဲ့ဘာကြောင့်ကျမ်းတယ်လဲဆက်လွယ်လေးဖြစ်သွားပါပြီအကြမ်းတော်တယ်ဒေါတာဘာကြောင့်ကြားလာတယ်လဲဆိုကိုဖြစ်ချင်တာကိုလုံးချင်တဲ့အရာမရတဲ့အကုန်လုံးဆိုရင်ခြုံကဒေါတာဖြစ်တာအဲ့ဒေါတာက
ဘာအချိုးရှိလဲဘယ်သူမှအချိုးမ